အိမ်နာခွေးပင်မှာတီးနေတဲ့ခွေးသီးလေးတွေညာကြီးပဲမှာဟိုးပဲချက်နေမှာအာမတီးအောက်မှာလည်းတီးပဲချက်နေမှာခူးမယ်တီးခူးမယ်တီးခူးပါမယ်ဒီမှာဆိုရင်တော့တေးသေးလေးပဲရှိသေးတယ်ဒီနားလေးတေးသေးလေးပဲရှိသေးတယ်ဟိုဘက်ချက်နေမှာဟိုဒီမှာဟိုးညာကြီးပဲဟိုးဘာဒီမှာလည်းညာကြီးပဲမဟိုဘာမှာတွေ့ရလားအာတီးခူးမယ်ကွယ်ဒီနေ့တော့ခွေးသီးခူးပါမယ်ဟုတ်ပြီလိုက်လားစီဟုတ်တလုံးပြကြပါ ਈ တလုံးမဟုတ်ဘူး3 4လုံးနေပြီပြီးမှတော့ပြန်ကောင်းပါ လက်တိုက်တယ် နှလုံးပဲပါလား လေ4လုံးလောက်ကြာတော့ ဆွဲအိုးကြပြန်ပြီကြာလာတယ်ပါလာပြီဘယ်နှလုံးလဲ4လုံးဒီမှာရှိတော့ကြည့်ရဟုတ်ပါတယ်ရောမေဟုတ်ပါမတ်လားတပြည့်အောင်လေဟိုမလေးအပြောရအောင်ပါလေမကြည့်ဘူးလားဟုတ်ပါမဒီမှာဒီနာဆိုင်နေအဲ့ကသေးတယ်လေအဲ့ခိုင်းသေးတယ်သေးတယ်လို့မင်းရဲ့ဟာသေးလေးရှိသေးတာမင်းရလဲအဲ့ဒါစားတော့တွတ်နေတယ်ဒီကကြတော့မသိကြဘူးဒီဘက်ပေးကိုကြည့်ရောအပြင်ထွက်ကြည့်ဟေးအိုက်ကိုက်ဟုတ်တယ်ရှုပ်တယ်ရတယ်ဆန်ဒီလောက်မှဝင်မွိုက်ခုနငါတော့ရဝင်ထွက်လုံးနေတာရလားအဲ့မကူဟာမင်းပြောလာတော့ခိုင်းမရအားမနိုင်တော့မရဘူးမရသေးဘူးအတင်းကမချိတ်သေးဘူးရပြီခုဝမ်ဟာမပြုတ်ကြမှာနော်ပြုတ်ကြမယ်ထွက်အေးရပြီတစ်လုံးပြုတ်ကြပါ ਈ ချင်းတော့ပြုတ်ကြပါကွာအေးကြပြီဟောတိရကြတယ်အလုံးမင်းနှလုံးပဲပါလာတော့လို့မသိအများနှလုံးနဲ့ပါလားချွတ်ပြန်တော့ညာအိုးကြာပါပြီပြီးမှအောက်မှာသွားပြန်ကောင်းမှာဒီမူရီမကြီးမကောက်ပါဘူးညွတ်ကြောက်လုံးမလားစားတင်တယ်ဒါပဲရတော့တယ်ကြီးပါလေ9လုံး6လုံး10လုံး32လုံးဒါလေးခုတော့30လုံးညာဟုတ်ပါမှာတီးတယ်အများကြီးကျန်တယ်စမ်းမယ်လေးဆိုပြီးတော့အောင်စလားမမအေးကိစ္စငါမနာဘယ်လိုနေလဲရတာအဲ့တော့လေအထီးဦးနော်ဟုတ်တယ်နော်တဲ့အဘေဝေးစီရောချိုးဝေးရချိုးရခုနမှာဒီဘက်ကိုင်းကုန်တော့မှာဘုံတော့ပါမယ်ဆက်စမ်းအမောမင်္ဂလာပါရှင်။ဘယ်ရောက်ခဲ့ရချင်လဲ။အဖေနဲ့မိနဲ့တွေ့ရဖို့ထပ်ပြီးတော့ဘယ်လိုပဲလို့တော့ဘောနော်။ငါတို့လည်းချန်တောင်းတော့။ဝယ်ချနာတယ်မလို့အဖေနဲ့မိနဲ့မတွေ့ရဘူး။ဒါမှမဆိုင်ဘူးလေ။ပါစနာလေးတော့ကျွန်တော်လိုချင်တာလေးကိုဟောတော့ပါထားတယ်။ဝေးပြီးမချိုးอ่ะဝဲချိုသီးပါဆိုမှတော့ချိုးတာပေါ့သိမ်းမ။နေပါထည့်လိုက်တာဟမ်ဘာမထည့်တာလို့ဘာမထည့်တာမထည့်တာဘာမထည့်တာ